Hello, Mingla, John Tija, Bepa, Pipare. So, John Tidimas in the Palo Joe Piawa, Les watch on Pia and Pipare, a giant man, Juno, sorry, the mouse got Piadolo, Pipare, Pitivo over a look to be Saviamo. And I made you so pidava. Be John and some way, Panes, and a job. No, Blu-ray, say to Shiba Nature. ပြန်ဆော့ပေးမယ်လို့ဂရိပေးပါတယ်ကျွန်တော်ဒီမျိုး blood training gain တွေပြန်ဆော့ပေးမှာပဲ steel brain တို့ grad garden တို့လည်းပြန်ဆော့ပေးမှာပါ blood flow တို့အဲ့လိုမျိုး grad garden အတိတ်တွေလည်းပြန်ဆော့ပေးမှာပါဘာလို့ဆိုတော့တော့မဆော့တာကြာပြီကျွန်တော် grad garden ပဲပြစ်ထားလိုက်တာ grad garden အခုဆိုရင်လူဆော့တဲ့လူကတသိန်းကျော်ပဲရှိတော့တာအဲ့ဘာလို့လဲမသိတော့အဲ့ဒါခုကျဂရကလည်းနေပါဆော့မယ်ဆော့ပြီးရှိရင်ဘယ်လိုကြော view မတင်ရတဲ့အကြောင်းရင်းကိုပြောပြမယ် mouse ကွာစောင်းရင်ပြစ်ထော်အောင်ငါတပုတ်လိုက်ပြီးတော့ငါပြနော်ညောင်ကီးဖို့ကွာလုံးအလုံးမလုပ်တော့တာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဂရကတို့ left foot ကလေးလို့အဲ့လိုမျိုးနားလိုက်ရတာဟုတ်အဲ့လိုမဟုတ်ရင်တော့ကျော်ဆော့နေတယ် auto blow နော်6ထောင်ဒါဟိုဝယ်လိုက်ဒီစတီးမှာချက်ဆိုင်လိုက်မယ် so just go ပြီးပါဝင်ကောင်းไปเสร็จเถอะไปโอ้ยมาแล้ว ဖခင်မွေးချင်းဟောဝင် ไปก็はいရောအဲ့ဆိုအဆင်မပြေဘူးဗျာနော်နေရှောင်းမယ် အဲ့ကြောင့်မလို့နော်ဘယ်လိုလုပ်ကျွန်တော်ဆော့ပေးမှာပါပြီးတပုံနဲ့ပြရအောင်နော်ဘာလို့လဲကျဒီမှာလုံးဝမလာတော့ဘူးလာတော့လာဒါပေမဲ့တိတ်မရအဲ့လိုဖြစ်နေနေကြာနေရအဲ့ကြောင့်မလို့ကျဆမ်းရမကဂိမ်းနဲ့ထွက်ပြီးကျဆမ်းရဒါဖုန်းနဲ့ဆိုတာပြီးပြဆိုအဲ့ဒီမှာပြန်လာပြီကျွန်တော်ဒါ drop PC ရေးလာပြီတွေ့အားလုံးဝမရတော့ဒါကီးဘုတ်ကပြတ်သွားပြီဖုန်းနဲ့ကီးဘုတ်လိုမျိုးပဲပေါ်တော့ PC ကအဲ့တိုက်ပင်ကလက်နဲ့ရိုက်နေတာဒီပြနော်ဘယ်လိုမယုံမလားတွေ့အဲ့ကျ YouTube လည်းပြပြီးဒီ mouse ကတအားနှိပ်ရတအားကြာအဲ့လိုမျိုးဖြစ်နေတာကြောင့် grad garden တွေဆော့လို့မရ mobile plug gain တွေဆော့လို့မရမဟုတ်ရင်ကျွန်တော်ဆော့လို့ရတယ်ပြန်မလို့ပါနော်ရှူခဏဝင်ပြန်တွေ့အကြာကြီးဆော့နေရနှိပ်လို့မရမီးကတိတ်မလင်းဖြစ်နေမကြီးဒါတော့ဆိုင်မလို့ဒီဗီဒီယိုဖုန်းနဲ့တင်တာတော့အကြာကြီးနေရတာတူဒီလင်းလို့ဆိုအကြာကြီးနေရ Look at these lucky blocks. Look how insane they look. They're literally called undead lucky blocks and it says banned.
on it. Oh my gosh. They look so scary. I'm kind of scared to open these lucky blocks, but you know what? We're going to do it today. But anyways, like always, since it's the first lucky block, we're going to try an ore farm. What's going to be the first brain rot we get? 3, 2, 1, and come on. Oh my gosh. Wait, what's in the lucky block? Oh! Oh! 3, 2, 1, and... Oh! What the? Wait, oh my gosh. Brain rots. Over and open up this undead lucky block. We're going to open up 2 right here. Come on. Speed run, baby. Come on. What am I doing? 喵喵，阿拉不是狗喵喵。啊，对了，တိတ်မလားရင်ဒီလိုဖြစ်နေအဲ့အကြောင်းလို့နော် bro အဲ့အကြောင်းကိုကျွန်တော်ဒီ blog တစ်ချက်နားထားပါတယ် PG ဒီ video မှာလည်းကျွန်တော်နည်းနည်းပါးပါးဆော့ပြမယ်ပဲ Steam ပဲဟောရဲ့ဒုတိယ game လေးဆော့မှာဖြစ်ပါတယ်ဒီ kiwi ကိုလည်းခိုးမှာဆိုအဲ့တော့ပဲကျွန်တော်ဒီပါလဲအဲ့ကြောင့်ကျွန်တော် no ပြောစရာမရှိဘူးဒီမှာဒီအကောင့်တစ်တွေ T-Rex အကောင့်တစ်တွေတွေ့ဒီ game လည်းကျွန်တော်မိတ်ဆက်ပေးပါလား Yeah. 对。ဘလို့ကျွန်တော်ဒီနေ့မှာဟိုမကမ update လာနေတာဒါတို့ပြီးသွားပြီပေါ့ဒါပေမဲ့ဒုတိယ game ကတော့လာနေတယ်ဆိုတော့ဘလို့ကြည့်ရှုပေးကြပါလို့နော်ကျွန်တော်ဒီမှာကြည့်မိုက်စားရချန်ရ base ကတော့မိုက်ဒီ game မဆော့ရတာတာကြာနေပြီဆိုတော့ငါနည်းနည်းပခိုးနီးတွေလည်းမေ့နေအဲ့တော့အလောပဲဒီ video ဒီနားမှာပဲဆုံးသက်သွားပြီဖြစ်ပါတယ်ဆိုတော့အလောပဲ bye bye ပါနောက် video မှာပြန်တွေ့